လာမင်းဘော်ကရှာရှာနဲ့ကျဲကလေးလူလူယုံကလေးရှာရှာဟာအခုဆိုရင်နတ်မင်းကြီးမာကာနဲ့အတူလာမင်းကြီးပေါ်မှာပျော်ရွှင်စွာနေထိုင်နေပါတယ်။လာမင်းကြီးဘော်ကရှုခင်းတွေဟာငွေရောင်အတိလွမ်းပြီးအရန်ကိုထူးဆန်းအံ့သို့ဖို့ကောင်းလာပါတယ်။ဒီနေ့မှာတော့ရှာရှာဟာတလက်လက်တောက်နေတဲ့ကျဲကလေးတစ်ပွင့်နဲ့ဆုံတွေ့ခဲ့ပါတယ်။အဲ့ဒီကျဲကလေးရဲ့နာမည်ကတော့လူလူလို့ခေါ်ပါတယ်။လူလူဟာအရန်ကိုတက်ကြွပြီးကစားရတာဝါသနာပါတဲ့ကျဲကလေးဖြစ်ပါတယ်။ရှာရှာနဲ့လူလူတို့ဟာလာမင်းကြီးဘော်ကနေကဘာမြေကြီးကိုငုံကြည့်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာကဘာဘော်ကတောအုပ်ကြီးထဲမှာတိမ်တိုက်မဲကြီးတွေဖုံးလွှမ်းနေတာကြောင့်တရိတ်ဆန်လေးတွေလမ်းမမြင်ရပဲဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။နတ်မင်းကြီးခမရအောက်ကတောအုပ်ထဲမှာတိမ်တွေဖုံးနေလို့တရိတ်ဆန်လေးတွေကြောက်နေကြပြီကျွန်တော်သူတို့ကိုကူညီချင်ပါတယ်လို့ရှာရှာကနတ်မင်းကြီးမာကာကိုတောင်းဆိုလိုက်ပါတယ်။နတ်မင်းကြီးမာကာဟာရှာရှာရဲ့စိတ်ထားကိုသဘောကျတာကြောင့်လာရောင်တွေနဲ့လှုပ်ထားတဲ့မှော်မီးအိမ်ကလေးတစ်လုံးကိုပေးလိုက်ပါတယ်။ဒီမီးအိမ်လေးဟာဘလို့မှောင်မိုက်တဲ့နေရာကိုမဆိုလင်းထိန်စေနိုင်တယ်လို့မာကာကဆိုပါတယ်။ရှာရှာနဲ့လူလူတို့ဟာမှော်မီးအိမ်ကလေးကိုကိုင်ပြီးလာရောင်လန်းကလေးအတိုင်းကဘာမြေစီတို့ဆင်းသက်လာခဲ့ကြပါတယ်။သူတို့နှစ်ယောက်ဟာတိမ်တိုက်မဲတွေကိုဖျက်ကျော်ပြီးတောအုပ်ထဲကိုရောက်လာခဲ့ပါတယ်။တောအုပ်ထဲရောက်တဲ့အခါအမောင်ထဲမှာလမ်းပြောက်ပြီးငိုနေတဲ့သမင်ပေါက်ကလေးဇာနီကိုတွေ့လိုက်ရပါတယ်။ဇာနီဟာသူ့ရဲ့အမေစီကိုပြန်ဖို့လမ်းရှာမတွေ့ဖြစ်နေတာပါ။မကြောက်ပါနဲ့ဇာနီငါတို့လမ်းပြပေးပါမယ်လို့ရှာရှာကအားပေးလိုက်ပါတယ်။ရှာရှာကမီးအိမ်လေးကိုမြှောက်လိုက်တဲ့အခါတောလန်းလေးဟာရွှေရောင်အတိလင်းထိန်သွားပါတော့တယ်။လမ်းမှာရှာရှာရဲ့တငယ်ချင်းဟောင်းရှုကလေးမီကာနဲ့လည်းဆုံတွေ့ခဲ့ပါတယ်။မီကာဟာလည်းဇာနီကိုကူညီဖို့ရှာဖွေနေတာဖြစ်ပြီးရှာရှာကိုပြန်တွေ့ရလို့အယံဝမ်းသာသွားပါတယ်။မီကာရဲ့လမ်းပြမှုရှာရှာရဲ့အလင်းရောင်တို့ကြောင့်ဇာနီဟာသူ့ရဲ့မိခင်စီကိုဘေးကင်းစွာပြန်ရောက်သွားပါတော့တယ်။တမင်မကြီးဟာသူ့သားလေးကိုပြန်တွေ့ရလို့ရှာရှာတို့ကိုကျေးဇူးတင်စကားဆိုပါတယ်။အလုပ်တွေပြီးဆုံးသွားတဲ့အခါရှာရှာနဲ့လူလူတို့ဟာလာမင်းကြီးပေါ်ကိုပြန်တက်ခဲ့ကြပါတယ်။နတ်မင်းကြီးမာကာကသူတို့ကိုဂုဏ်ယူစွာနဲ့ကြိုဆိုနေပါတယ်။မင်းတို့ရဲ့ကူညီလို့စိတ်ကြောင့်ဒီညဟာအလွန်လှပသွားပြီလို့မာကာကချီးကျူးလိုက်ပါတယ်။အခုဆိုရင်လာပြည့်ညတိုင်းမှာရှာရှာဟာလာမင်းကြီးပေါ်ကနေကဘာမြေကိုအမြဲဆောင်ကြည့်နေပါတယ်။တစုံတယောက်အခက်အခဲကြုံနေရင်ကူညီဖို့သူအမြဲအသင့်ရှိနေတယ်ဆိုတာကိုလာမင်းကြီးရဲ့အလင်းရောင်ကသက်သေပြနေပါတော့တယ်။